ပုံမှန်အခြေအနေတယောက်တည်းဆိုရင်ကိုလေးနေတတ်တဲ့သူတယောက်ကအသင်းအဖွဲ့အုပ်စုလေးနဲ့ဖြစ်လာတော့မြောက်ကြလေးတွေဖြစ်လာပြီးဘသူမှဂိမ်းမဆိုင်တဲ့အထာရင်းနဲ့ဖင်တားရတတ်လာကြတယ်။တယောက်တည်းနေမျက်နှာငယ်လေးနဲ့အုပ်စုအားကိုးနဲ့ကြတော့တတိတွေတအားရှိပြနေရမျိုးတွေကိုပတ်ဝန်းကျင်မှာမမြင်ချင်လဲမြင်နေရတတ်ပါတယ်။အပေါင်းအသင်းနဲ့ဆိုရင်ဘာလို့လူတွေကအဲ့လိုပြောင်းလဲသွားတတ်ကြတာလဲ။အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုပါတယ်။ကျွန်တော်ကတော့ AP ပါ။တယောက်တည်းရှိတဲ့အချိန်မှာအေးစစ်စစ်နေတတ်တဲ့သူတယောက်ကဘာဖြစ်လို့အုပ်စုတစ်ခုတည်းရောက်သွားတာနဲ့ရုတ်တရက်ကြီးအရန်နေရဲလာတယ်။တယောက်တည်းဆိုမပြောရတဲ့စကားတွေကိုအုပ်စုလိုက်ဖြစ်သွားတဲ့အခါမှာဘာကြောင့်ရဲတင်းတင်းပြောလာကြတာလဲ။တယောက်တည်းဆိုရင်မလုပ်ရဲတဲ့အရာတွေကိုအုပ်စုလိုက်ဖြစ်လာကြသွားရင်ဘာဖြစ်လို့လုပ်ရဲလာကြရလဲ။ဒီအရာလူတွေထင်သလိုတတိတွေရုတ်တရက်ကြီးတိုးလာတော့မဟုတ်။လူစိတ်ပညာရဲ့သဘာဝတစ်ခုလည်းဖြစ်တယ်။တကယ်တော့လူတယောက်တည်းရှိနေတဲ့အချိန်မှာသူလို့သမျှသူပြောသမျှရဲ့နောက်ဆက်တွဲအကျိုးဆက်မှန်သမျှကိုသူကိုယ်တိုင်ပဲတာဝန်ယူရတယ်။ဒါကြောင့်စကားပြောရင်တတိထားရတယ်။တခုလုပ်မယ်ဆိုရင်စဉ်းစားတယ်။ကိုကဘလောက်ပဲစိတ်ဆိုးနေပါစေထိန်းချုပ်ဖို့ကိုယ့်ကိုယ်ပြန်ပြီးတော့ကြိုးစားကြတယ်။ဒါပေမဲ့လူစုတွေရောက်သွားတဲ့အခါမှာတော့အဲ့ဒီစိတ်ကပြောင်းသွားတယ်။ငါတယောက်တည်းမဟုတ်လူတွေအများကြီးရှိတယ်။အားလုံးဒီလိုပဲလုပ်နေကြတာပဲ။အဲ့လိုစိတ်ကြီးကဝင်လာတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့သူကိုယ်ပိုင်တာဝန်ယူမှုခံစားချက်တွေကလျော့နေလာတယ်။စိတ်ပညာမှာဒါကို responsibility diffusion လို့ခေါ်တယ်။တာဝန်ဆိုတာလူအများကြီးကြားထဲမှာပျောက်ကွယ်သွားတတ်တာမျိုးပါ။ဥပမာလမ်းပေါ်လူတယောက်လဲကျသွားရဲဆိုတော့တယောက်တည်းအမြင်သူ့တေချာပေါက်ကူညီမှာတေချာတယ်။ဒါပေမဲ့လူအုပ်ကြီးရှိမှဖြစ်ခဲ့မယ်ဆိုရင်တော့အခြားသူတွေကကူမှာပဲဆိုပြီးတော့ဘယ်သူမှမကူဖြစ်တဲ့အခြေအနေမျိုးတွေတောင်မှရှိတတ်တယ်။ဒီသဘောတရားအကောင်းဘက်မှာရောအဆိုးဘက်မှာရောဖြစ်နိုင်တယ်။နောက်တစ်ခုကလူတိုင်းမှာအုပ်စုတွေကသူတွေရဲ့လက်ခံမှုကိုလိုချင်တဲ့စိတ်ကရှိတတ်တယ်။ဘယ်သူမှအထီးမကျန်ခြင်းဘယ်သူမှအုပ်စုရဲ့အပြင်ဘက်ကိုမရောက်ချင်ကြဘူး။ဒါကြောင့်လူတွေဟာမှားမှန်အုပ်စုရဲ့အမြင်နဲ့လိုက်လျောညီတွေဖြစ်အောင်နေထိုင်တတ်ကြတယ်။အုပ်စုတစ်ခုကလူတယောက်ကိုဝိုင်းပြီးတော့လှောင်ပြောင်နေတယ်ဆိုရင်ကိုယ်တိုင်ကမလှောင်ချင်ဘူးဆိုရင်တောင်မှအနည်းဆုံးတော့လိုက်ပြီးတော့ရည်မိတက်သွားကြတယ်။အုပ်စုတစ်ခုကလူတယောက်ကိုမုန်းနေပြီဆိုရင်ကိုယ်တိုင်လည်းမမုန်းချင်ဘူးဆိုရင်တောင်မှသူ့ကိုလိုက်ပြီးတော့မုန်းမိသွားတတ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့လူတွေကအမှန်တရားကိုလိုက်တာထက်အုပ်စုရဲ့လက်ခံမှုကိုရယူချင်ကြလို့ပဲဖြစ်တယ်။အချို့လူတို့ကြည့်လိုက်ရင်ပို့ပြီးတော့မှသိတာတယ်။တယောက်တည်းတွေ့လိုက်ရင်အနေတော်တော်အေးတယ်ရှင်ကျေးတယ်။စကားတော်မှသူ့ဟာသူကောင်းအောင်မပြောရဘူး။ဒါပေမဲ့သူ့ကိုတငယ်ချင်းတွေအများကြီးနဲ့တွေ့လိုက်ရင်ရုတ်တရက်အာကျဲလာတယ်။အနိုင်ကျင့်တက်လာတယ်။ရန်လိုးလာတယ်ပြုမှုတွေကလည်းအခြားသူတွေကိုတောင်မှအထင်သေးတက်လာတယ်။အဲ့ဒါ तू က confidence တက်လာတာမဟုတ်ဘူး။သူ့ကိုယ်သူယုံကြည်မှုတိုးလာလည်းမဟုတ်ဘူး။ तू ကအဲ့ဒီအုပ်စုရဲ့အင်အားကိုခဏငှားပြီးတော့တွန်းလိုက်တာပဲဖြစ်တယ်။သူ့နောက်မှာလူတွေရှိနေတဲ့အတွက်သူ့ကိုယ်သူအင်အားကြီးနေလို့ခံစားနေရတာ။အဲ့ဒါကြောင့်မို့လို့အချို့လူတွေကလူအုပ်ကြားထဲမှာဆိုရင်အရန်အောင်မှဟောင်းနေကြတယ်။တယောက်တည်းဖြစ်သွားတဲ့အခါမှာတော့တိတ်ဆိတ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့တတိယအဲ့ဒီအုပ်စုစီကမလာတာကြောင့်မလို့ပဲ။ line ပေါ်မှာလည်းဒီလိုပဲ comment တစ်ခုအောက်မှာလူတွေအများကြီးဝိုင်းဆဲနေပြီဆိုတော့မြင်လိုက်တာ ਨੇ တခါမှမဆဲဘူးတဲ့သူတောင်မှဝင်ဆဲချင်လာတတ်တယ်။လူအများကြီးကတရားကိုဝိုင်းတိုက်ခိုက်နေကြတဲ့အခါမှာကိုကလည်း like တိုက်ခိုက်ခြင်းစိတ်တွေဖြစ်လာတတ်တယ်။ဒါကလူစိတ်ရဲ့အရန်အောင်မှအန်ရရှိတဲ့အားနည်းချက်တစ်ခုပဲဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့လူအုပ်ဆိုတာကြီးကအများအားမမှန်နိုင်ဘူးနော်။လူများတိုင်းလည်းမှန်တာမဟုတ်ဘူး။တခါလေဆိုရင်လူအုပ်ကြီးတစ်ခုလုံးတောင်မှမှားနေရမျိုးတွေရှိတတ်တယ်။ဒါကြောင့်မလို့တကယ်တက်တိရှိတဲ့သူတွေကလူအုပ်ရဲ့နောက်ကဒီစောက်ယူးမြက်ကန်းတွေရဲ့နောက်ကိုလိုက်နေကြတာမဟုတ်ဘူး။လူအများကြီးရှိနေတဲ့အချိန်မှာရဲတင်းတာလွယ်တယ်။ကိုယ့်ဘက်မှာထောက်ခံမဲ့သူတွေရှိနေတဲ့အချိန်မှာစကားပြောရတာသိလွယ်တယ်။ဒါပေမဲ့တယောက်တည်းရက်တည်တဲ့အချိန်မှာမှန်တာကိုဆက်ပြီးရက်တည်နိုင်ဖို့ကကြာခက်တယ်။အဲ့ဒီလိုကိုယ့်နောက်မှာလူအုပ်ကြီးမရှိလဲမပြောင်းလဲတဲ့သူလူတွေထောက်ခံနေမှာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ယုံကြည်မှုကိုဆက်ထိန်းထားနိုင်တဲ့သူတယောက်တည်းဖြစ်နေရင်တောင်မှကိုယ့်တန်ဖို့မယောင်းစားတဲ့သူအဲ့လိုလူမျိုးမှတကယ်တန်မာပြီးတော့လေးစားထိုက်တဲ့သူဖြစ်တယ်။ဒါကြောင့်နောက်တစ်ခါလူတယောက်အုပ်စုနဲ့ဖြစ်သွားတာနဲ့ရုတ်တရက်ကြီးတတိတွေစီလာတာကိုမြင်သူကတကယ်တတိစီရလားဒါမှမဟုတ်ရင်သူ့ရဲ့တတိကိုအဲ့ဒီလူအုပ်ထဲကခဏငှားသုံးနေရလားဆိုတာကိုစဉ်းစားကြည့်လိုက်ပါ။တကယ်ကိုယုံကြည်မှုအစစ်ဆိုတာလူအများကြီးရှိမှပေါ်လာတဲ့အရာမျိုးမဟုတ်ဘူး။ကိုတယောက်တည်းရှိနေတဲ့အချိန်မျိုးမှာတောင်မှကိုယ့်ရဲ့ယက်တိချက်ကိုမပြောင်းလဲပဲနဲ့ရှင်တန်ယက်တိနိုင်တာမှတကယ်တတိအစစ်ပဲဖြစ်တယ်